ဒီကျိုးတလုံးလေးနဲ့ဒီကလေးနော်ဘောင်းမီလေးပေါ့နော်ဒီဘောင်းမီလေးနဲ့တင်ပြပြမှာအခုကတော့ဆရာဒီကျိုးတလုံးလေးတင်ပြပြမှာနော်ကျိုးတလုံးလေးတင်ပြပေးဖို့အတွက်ဆရာတို့ဒီမူလပတန်လေးလိုပါတယ်သူ့ရဲ့မူရင်းပတန်လေးလိုပါနော်မူရင်းပတန်ကိုဆရာခါးကိုသူကဖတ်တာကိုသူကခါးအတုပ်လေးခတူလေးဖြတ်တာလားနော်ခတူလေးဖြတ်တာလေဆရာဒီခတူကိုဆရာအမှခါဖို့အတွက်ဆရာတလက်မောက်နဲ့ထားအကူခါးရဲ့နော်ခါးမြင်းရဲ့ဆရာတလက်မောက်နဲ့ချပါမယ်အောက်တလက်မောက်ချမယ်နော်တလက်မောက်ချမယ်သူကလေဒီကျေတိထက်စာသုံးထားတဲ့အတွက်ကြောင့်မလို့နောက်တစ်ချက်ကြည့်ပြီနော်ကျေလီထပ်စာသုံးထားတဲ့အတွက်ကြောင့်မို့ဆရာကျေလီထပ်စာကိုတက်လက်မတက်မှတ်ပါမယ်ဒီဘေးကနေပြီးတော့ဆရာအပြင်ကိုတက်လက်မထပ်ပြီးတော့ကျေလီထပ်စာဆွဲလိုက်ပါမယ်ကျေလီထပ်စာဆွဲလိုက်မယ်နော်ကျေလီထပ်စာဆွဲပါမယ်ဆရာတို့ဒီအောက်ပိုင်းကိုဆရာတို့မစင်းစားပါနဲ့အောက်ပိုင်းကိုဆရာအကုန်လုံးကိုဆရာဘာလို့လဲညှက်ထုတ်ပါမယ်နော်ညှက်ထုတ်ပါမယ်နောက်ပြီးလို့ရှိရင်ဆရာရဲ့ဟိုဒီညကျိုးတလုံးဖြစ်တယ်မှာတွေ့ကျိုးတလုံးနော်ရေကူးတော့ပုံစံလိုမျိုးလုပ်ပေးထားတယ်ကျိုးတလုံးကိုသူကဂျိုင်းမြက်ဖြစ်တယ်ကျိုးတလုံးဂျိုင်းမြက်ဖြစ်တဲ့အတွက်ကြောင့်မို့ဆရာတို့ဂျိုင်းမြက်ပုံတင်မျိုးသုံးရပါမယ်နော်ဆိုတော့ဒီကောက်ဘာလို့လဲဆိုဒီရင်မြင်းဒီရင်ကြောကြက်မြင်းနော်ဒီရင်ကြောမြင်းကိုဆရာဘာလို့လဲတောက်ဝက်လိုက်ပါမယ်ဒီမှာတောက်ဝက်လိုက်ပါဒီမှာဒါဒီကနေပြီးတော့ခုနှစ်နော်အရှိချာတော့မယ်ခုနှစ်ဆို3နှစ်မှာပါ3နှစ်မှနေပြီးတော့တောက်ဝက်ထားတဲ့ဟာကိုအပေါ်ဘာလို့လဲဆိုတက်လက်မတက်လိုက်ပါမယ်ဘာလို့လဲတက်လက်မပါတက်လက်မတက်လိုက်နော်တက်လက်မတက်ပြီးလို့ရှိရင်ဆရာတို့လေဒီပေါ်မှာဒီမှာရင်မြင်းရှိတယ်ဒီမြင်းအောက်ကိုဘာလဲဆိုတက်လက်မဆင်းလိုက်ပါမယ်တက်လက်မဆင်းလိုက်ဒီနော်လက်မဆင်းလိုက်နော်ဆင်းလို့ရှိရင်ဒီတက်ထားတဲ့ဟာနဲ့ဒီကောက်အောင်ဒီဆက်လိုက်နော်ဆက်လိုက်နော်ဆက်ပြီးလို့ရှိရင်ဆရာတို့လေသူ0ဒါကတော့ဆရာလက်ပြပုံတင်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့လေ 0.5 ဝင် 0.5 တော့ပါမယ်နော်ဆရာကြည့် 0.5 ဝင်နော်3လက်မချနော် 0.5 တက်ဒါပါလို့ဆိုဒါလက်ပြရဲ့တဘောပေါ့နော်ဒါလက်ပြဆိုရှင်နော်လက်ပြရဲ့တဘောတရား 0.5 ဝင်3လက်မချ 0.5 တက်နော်အဲ့ဆိုရင်သူ့ရဲ့ 0.5 ဝင်ဆိုရှင်ပေါ်ဘေးကို 0.5 ဝင်မယ်နော် 0.5 ဝင်လိုက်နော် 0.5 ဝင်ပြီးရင်3လက်မချဒီမှာပေါ်နေအောက်ကို3လက်မချနော်3လက်မချပြီးဒီဝင်ထားတဲ့ဟာလေးကိုဒီမှာ3လက်မချလာလဲဆက်လိုက်နော်ဆက်လို့ရှိရင်ပေါ်ပါလို့မယ်ဆို 0.5 တက်နော် 0.5 တက်လိုက်နော်အဲ့ဒီမြင်းနဲ့ဆောနာကဒီမြင်းတွေကိုဆက်လိုက်ပါမယ်ဒီမြင်းကြီးအရမ်းလွယ်နော်ဒီလိုဆက်လိုက်ပါမယ်โอเคနော်ဟိုဆက်လိုက်လို့ရှိရင်ဆက်လို့လူချင်းနဲ့ဒီမှာဆိုလူချင်းနဲ့ဒီဇိုင်းထွက်သွားပြီနော်ဒါပေမဲ့အင်ကြီးဝတ်လို့ရှိရင်ဆက်လို့ကက်အောင်ဆိုပြီးတော့ဘာလို့မဆိုရင်ဒီချိုင်းရဲ့တက်ဝက်ကိုဒီကနေပြီးဒီချိုင်းရဲ့တက်ဝက်ကိုဆက်ဘာလို့မဆိုရင်တက်ဝက်ကိုထောက်ထုတ်ဒီမှာတက်ဝက်နော်တက်ဝက်ကိုဒီရေဘူးတောက်လေးဆွဲလိုက်ပါမယ်သူ့ရဲ့ရေဘူးတောက်ကဆရာဘာလို့မဆိုသူ့ရဲ့ရေဘူးတောက်ကရိုးရိုးပဲဆွဲတာဖြစ်တာမို့ဆရာတို့ဒီမှာရိုးရိုးလေးပဲသွားပါမယ်ဒီမှာနော်ဒီလိုတော့နော်တက်တာဒါပေမဲ့ဒီနားလေးကိုဆရာတို့မဟအောင်ဘာလို့မဆိုသူ့ကို0.5 ဒီမှာထောက်ထူပေးရပါတယ်နော် 0.5 ပါဒီသားလေးကိုဘာလို့မဆိုထောက်ထူလာတာလေဒီကောင်ဒီလိုလေးစားပြလိုက်နော်ဒါဘာလို့လဲစားပြလိုက်နော်စားပြမယ်နော်ဒါစားပြပြီလို့ရှိရင်ဆရာတို့ဒီပုံစံလေးရသွားပြီဒီတိုင်းပဲသွားမှာနော်ဒီပုံတိုင်းပဲသွားမှာရိုးရိုးပဲသွားမှာတခြားဘာမှရှောက်မလို့နော်တိုင်းပဲသွားမှာဒီပုံလေးဖြစ်သွားပြီဒီလိုဖြစ်သွားလို့ရှိရင်ဒီအရှိမှဆိုတာဒီအရှိထောက်လေးရှိရင်ဒီနားလေးကိုလည်းဆရာတို့ဒီထောက်တစ်ချက်ပြပါမယ်အဲ့လိုဒီမြင်းရဲ့တဝက်ကိုကမတူတဝက်နော်ဒါပေါက်ရှိတဲ့တိုင်းကြည့်ပါ9လက်မရှိနော်4 3မရှိတဲ့4ဆိုရှိရင်3မဆိုရှိရင်ဒီနေရာလေးပေါ့နော်ဒီနေရာကိုဘယ်ကိုထိုးမလဲဆိုရင်ထိတ်တက်တက်ကိုဒီလိုလေးထောက်ထိုးလိုက်ပါမယ်ဘာလို့လဲဆိုလို့ရှိရင်ဆရာတို့လေ0.5 ပါဒီထောက်ထိုးလိုက်ဒီနော်အဲ့ဆိုရှင်ဆရာတို့ထောင်ညှက်ထုတ်လိုက်လို့ရှိရင်ဆရာတို့ဒီနေ့ပုံရပါပြီဒီနောက်တစ်ခုကကျိုးလေးပါဒီကျိုးလေးနော်ကျိုးအသေးလေးပဲဒီကျိုးကိုဆရာတို့ဒီကနေပြီးတော့ထောက်မှန်လေးဆွဲနေတာအပေါ်ဆွဲလိုက်ထောက်မှန်လေးနော်ဆွဲပြီးထောက်မှန်ဆွဲပြီးရှိရင်ဘယ်လောက်ယူမလဲဆိုရင် तू ကကျိုးက1စီရင်ယူမှာ1စီဒီနေ့လည်း1စီနော်ဒီကဆရာဒီကျိုးထည့်ဖို့တဲ့ဘယ်လောက်လဲဆိုရင် तू တိုင်းရမှာဘယ်လောက်လဲဆိုဒီကနေပြီးတိုင်းကြည့်ဘယ်လောက်ရှိလဲဟုတ်လား9လက်မရှိရနော်9လက်မသူအရှိချမ်း9လက်မဆိုရှင်နောက်ချအောင်9လက်မဆိုရင်ဘယ်လောက်လဲ10လက်မတူရနော်ဒီမှာ9မြောက်တူညီမချင်း30နော်ဆိုရှင်ကျိုးရဲ့အရှိကကျိုးရှိရ10လက်မပါ
โอเคနော်အဲ့ဆိုရင်ပြီးပြီနော်ဒါလေးကိုဆရာပါလို့မဆိုရင်အရှိချမ်းရောအရှိချမ်းဒီပုံတိုင်းညမယ်နော်နောက်ချမ်းကြောက်လို့ရှိရင်ဘယ်လိုလဲဆိုတော့နောက်ချမ်းကိုဆရာတို့လေနော်နောက်ချမ်းကြောက်ရင်သူ့မှာနောက်ချမ်းလည်းဖြတ်ထားတယ်နောက်ချမ်းလည်းမပေါ်ဘူးနော်သူကအနောက်ချမ်းလည်းမပေါ်ရဘူးသူနော်အဲ့ဆိုရှင်ဆရာအနောက်ချမ်းကိုကြောက်လို့ရှိရင်ဆရာဒီတိုင်းရိုးရိုးလေးပဲနော်ဒီလိုဒီဆရာတို့မဖြတ်တာတော့တလားဖြတ်ထားတဲ့ဟာတွေကိုဒီကောက်ဒီနေ့ဖြတ်လိုက်ဟာလည်းဒါနောက်ချမ်းတာပြီးအဲ့လိုလည်းရနော်ဒါဝေါ်ရလို့ရှိရင်အဲ့လိုမျိုးလည်းတောင်းလို့ရတယ်ဆိုတော့နောက်ချမ်းကိုဒီရှေ့ချမ်းပုံစံလိုလေးထွက်လို့လည်းရနော်ဆိုလို့ရှိရင်နောက်ချမ်းအဲ့လိုထုတ်တဲ့အတွက်ကြောင့်မလို့ပါလေနောက်ချမ်းကပေါ်သွားပြီဒီလိုဖြစ်သွားရဆန်းကျိုးဖြစ်ပါနော်ဒါဆိုရင်ကျိုးကိုပြန်တိုင်းရမယ်ဆိုတော့ရှေ့ချမ်းကျိုးကဘယ်လောက်လဲရှေ့ချမ်းကျိုးက9လက်မနောက်ချမ်းကျိုးကဘယ်လောက်လဲမ10လက်မပေါ့နော်10နဲ့9နဲ့ပေါင်းလို့ရှိရင်ဘယ်လောက်လဲ73ကျိုးရှိရ73လက်မ73လက်မโอเคနော်အဲ့ဆိုရှင်ဒါလေးကို copy ကူးထုတ်ပါမယ်နော်အရင်ရှုပ်နေပါပြီ copy ကူးထုတ်လိုက်နော်အဲ့ဒါနော်အဲ့ဆိုရှင်ဆရာတို့ဘာလုပ်မလဲဆိုဒါကိုဟိုထုတ်စာဒီမှာတက်လက်မထုတ်ထားပြီနော်ဒီကောက်ကိုဘာလုပ်မလဲဆိုခါကိုဖြတ်ထားတယ်ညီမကြီးဒီကောက်ကိုခါဖြတ်ထားတယ်ခါဖြတ်ထားတယ်နော်ဒီခါဖြတ်ထားတာကိုရှုပ်နေမှာဆိုဒါလေးကိုဖြတ်ထုတ်လိုက်မယ်နော်ပြောမြန်မာရင်းကြီးလိုခါဝိုက်ကြမလို့ဒီဘေးကိုလည်းဒီလိုလေးဖြတ်ထုတ်လိုက်မယ်နော်ဆက်လိုက်နော်ဒီနားလေးဒီလိုဖြတ်ထုတ်လိုက်ဖြတ်ထုတ်လိုက်နော်ဒါလေးကိုဒီလိုဖြတ်မယ်ဖြစ်ပါနော်ကျိုးအရှိရပါလို့ကျိုးအရှိရမှာရေးထားတာရှိတယ်ဒါလေးကိုမှတ်ထားပါကျိုးရှိရ73ပါနော်73လေးပါနော်ဒီတူဒီလိုထားမယ်အနောက်ချမ်းကြောက်လို့ရှိရင်ဆိုတော့ထောက်မပါတဲ့အတွက်ကြောင့်မလို့ဒီကြတယ်နော်နောက်ချမ်းထောက်မပါဘူးနော်နောက်ချမ်းမှာဒီကောင်းနောက်ချမ်းမှာနော်နောက်ချမ်းပြီးရင်ဒါကိုဘာလို့မဆိုပြီးထုတ်လိုက်ပါမယ်အဲ့နော်ဒါလေးကိုဘာလို့မဆိုဒါတက်လက်မတက်ကြမလို့သူ့ကိုတက်လက်မဖြတ်ထုတ်တယ်နော်ဒါကျက်ပြီးထပ်တာတက်လက်မပါနော်ဒါရှီချမ်းပါနော်နောက်ချမ်းကြောင့်ရှိရင်ဆိုပြီးဒီနောက်ကဟာပါလာဖြတ်ထုတ်နော်အဲ့ဒီမှာတောင်းမပါတဲ့ကြောင့်နောက်ချမ်းဒီကျက်ပြီးထပ်ဆိုနော်ဆရာဟိုဒီကောင်ဟို tracing လေးနဲ့လိုက်ထားရှိတယ်ဒီညာလေးဒီနေ့လိုက်ထားရှိဟာဒီနေ့လိုက်ထားတဲ့ဟာကိုဘာလို့မဆိုအတွင်းကို 0.5 ဝင်ပြီးတော့0.5ဝင်လာပြင်ဒါလေးစားပြလိုက်ပြီနော်စားပြလိုက်နော်အဲ့လိုဒါမထည့်ဘူးနော်နောက်တော့မထည့်ဘူးနော်ဆိုတော့ရှိတော့ထည့်လို့ရှိရင်နောက်တော့ထည့်ဟိုထားပါလို့ဒါကပြီကနော်ဒါအပေါ်ဒါသေးပါနော်ဟုတ်နော်ဒါခေါင်းညမှာတော့ချက်ပြသွားပြီနော်အောင်ချက်ပြသွားပြီနော်ဒီနေရာကအကျိုးထဲမဲ့နေရာကိုမှတ်လိုက်ပါဒါကျိုးထဲမဲ့နေရာနော်ဒါနောက်ချမ်းပြီးသွားပြီဒါရှေ့ချမ်းလေးဖြစ်ပါတယ်နော်ရှေ့ချမ်းကိုဆရာဘာလို့မဆိုဒီတောက်လေးကိုခွဲထုတ်လိုက်ပါမယ်ဒီတူဒီမှာထုံနော်ဒါရေယူထားပါနော်ဒီကူတာမဟုတ်နော်ဒီကူတာပုံစံလောက်တာနော်နော်ဒါကိုဘာလို့မဒီတောက်ကိုဒီလိုခောက်ခလိုက်
ဒီပိတ်တက်လိုက်နော်ဒီနားလေးပါတော့ပူပြီးချုံနော်โอเคနော်ဒါဆိုရှင်ဆရာပြချင်တဲ့ပုံလေးကြပါပြီနော်ဒါရှေ့ချမ်းပါဒီကအောင်ဆက်လို့ဒါရှေ့နော် F1 ပါ F2 ပါနောက်တစ်ခုနော်ဒါကနောက်ချက်ဖြစ်ပါနော်ဒီသူ့ရဲ့ကျိုးရှိရပါလားဆိုကျိုးရှိရ73လက်မှာပါနော်73လက်မှာပါကျိုးကအရှိရ73နော်73လက်မှာဆိုရင်ဒီကောင်ကိုတိုင်းကြည့်နော်ဒီကောင်73လက်မှာဆက်ထားလိုက်ပါတစ်လက်မှာဖြတ်မယ်နော်73လက်မှာ73ဒီတလက်မကိုဘာလို့လဲဆိုတော့ဒီတလက်မကိုခောက်ညမှာ73ဆိုပေမဲ့နော်73ဆိုပေမဲ့ तू ကအတွင်းမှာချုပ်စာတလက်မရှိတယ်အတွင်းမှာချုပ်စာတလက်မရဲ့အနောက်ဘက်တလက်မရဲ့ဆိုရှင်15လောက်ယူတယ်နော်အတတင်းကတော့73ပါဒီကောင်ကိုဖြတ်လိုက်လို့ရှိတာကျိုးရရပါပြီနော်အဲ့ဒါနော်ဒီမှာကြည့်ဒီကောင်ကကျိုးအရှိရာ15ပါသူ့ဘာလို့လဲခောက်ပြီးတော့ဒီလိုခောက်မှာနော်ဒီလိုခောက်ပြီးချုပ်မှာချုပ်စာဘာမှမလိုဘူးနော်အတက်တဲ့အပြီးပဲအေးနောက်တစ်ခုကဘာလဲဆိုသူ့ရဲ့ဆိုတော့ကျိုးလေးပြီးတော့ပြီနော်ကျိုးပြီးတော့လို့ရှိရင်ဆရာဘာလို့လဲဆိုသူ့ကိုကော့စာလေးပြပြီးပါမယ်နော်ကော့စာထုတ်လို့ရှိရင်ဆရာတို့ဒီကောင်ကိုဘာလို့လဲဆိုရင်သူ့ရဲ့မူလဟိုဒါလေးကိုတိတ်ကတ်ပြလိုက်ချုပ်လိုက်ပြီးတော့ထားလိုက်ဒီမှာတိတ်ကတ်လိုက်ချုပ်လိုက်ပြီးတော့ထားလိုက်ချုပ်လိုက်နော်အဲချုပ်လိုက်ပြီးဒီကောင်ချုပ်လိုက်ပြီချုပ်လို့ရှိရင်ဒီမှာကော့စာထုတ်ပါမယ်အကူဆရာတို့လေ2.5ချမယ်2.5နော်2.5ပတ်လည်း2.5ကိုဆရာထုတ်လိုက်မယ်တောင်းလည်းမှလည်းထုတ်လို့ရနော်ဒီလေး2.5နော်2.5ကိုဒီလိုထုတ်ထားတဲ့2.5ကိုဘာလို့လဲဆိုဒီလိုလေးဒီတော့မယ်နော်ဒါဘာလို့လဲဒီကောင်ကိုဘာလို့မ copy ကူးထုတ်မယ်နှစ်ခုလို့နော် copy ကူးထုတ်ပြီကူးထုတ်လို့ရှိရင်သူ့ဘာလို့မလဲကူးမှာနော်အဲဒီဒီကော့စာလေးပါလည်းမသိဘူးထုတ်ပါနော်ဒီကတော့နော်ဒါရှိပါနော်ဒီကပါပြီဒါနှစ်ခုလို့နော်ဒါနှစ်ခုပါရှင်းကြတယ်နော်ရှင်းကြပြီးတော့ပြီရှင်းကြပြီးလို့ရှိရင်နောက်ချမ်းတက်လို့ပါတယ်ဒါနောက်ချမ်းပါနော်နောက်ချမ်းကိုလည်းတူတူပဲဒီပေါ်တိုင်းချမယ်ဘယ်လိုချမလဲဒီပေါ်တိုင်းဆက်မယ်တဲ့နော်သူ့ကိုဘယ်လောက်လဲဆိုရင်သူ့လည်း2.5ပါဒါအနောက်နော်ဒါလေးလည်းညှပ်ထလိုက်ပါမယ်အဲ့ဆိုလို့ရှိရင်ဆက်လို့လုပ်ချင်တဲ့ဟာလေးရပါပြီနော်အခုရင်ဒါနောက်ချမ်းတဲ့ကော့စာပါနော်ဒါရှေ့ချမ်းဒီကူတော့ရဲ့ရှေ့ချမ်းကော့စာလေးဖြစ်ပါနော်ဒါကျိုးလေးပါနော်အဲ့ဆိုရင်ဒီညီလေးရသွားပါပြီပြီးတော့ပါပြီနော်ဒီအောက်က
ဘောင်းမီလေးနော်ဒီဘောင်းမီလေးတင်ပြပေးမှာဖြစ်ပါတယ်ဒီဘောင်းမီလေးနော်အပေါ်ပိုင်းဗီဒီယိုဖိုင်စာတင်ထားပြီးပါပြီဒီအောက်ကဗီဒီယိုဘောင်းမီလေးတင်ပြပေးမယ်နော်ဘောင်းမီတင်မယ်ဆိုရှင်ဆိုတော့ဘောင်းမီရဲ့ခါအောင်ဆရာဟိုမီနီယာဆိုက်ကိုတုံးထားတာဖြစ်ပါတယ်နော်မီနီယာဆိုက်ကိုတုံးထားတဲ့အတွက်ကြောင့်သူ့ရဲ့ခါလောက်လို့ဆိုရင်သူဘောင်းမီဆွဲမယ်ဆိုရှင်သူ့ရဲ့ခါ26ပါနော်တင်ရကြလို့ရှိရင်136ပါနော်ခါ26ပါခါ26နော်136ပါအရှိရ16ပါနော်ခြေဝါက20နဲ့တင်းမြစ်က8ပါနော်ဆိုတော့ဒီကောင်ကိုယူပြီးတော့ဆရာတော့ဆွဲတော့ဖြစ်ပါတယ်နော်နော်အခုဆိုလို့ရှိရင်ဆရာဆွမ်းနာပြတဲ့နော်ဘာဝီလေးကိုဆရာဆွဲပြပါမယ်ဒါကိုဆရာတို့ပတ်မောက်ဆိုဘာလို့လဲဆိုတင်ကိုလေးဆရာတို့လေးဘာလို့မလဲတင်ကိုသူ့ကိုပွားစားပါမယ်4 5 6ကိုကြိုက်တော့ပါလို့ရ4 5 6နော်4 5 6ဘာလို့မလဲပွားစားပါတာပါပွားစားပါမယ်နော်4 5 6ပေါင်းမယ်ဆရာကဘာနဲ့ပေါင်းမဆိုဆရာလည်း5ပေါင်းလိုက်မယ်5ပေါင်းလို့ရှိရင်ဘယ်လောက်ရမလဲဆိုရင်ရှိဟို36ကိုဆရာ5ပေါင်းမှဆိုရှင်နော်ဆရာ5ပေါင်းပါမယ်နော်5ပေါင်းပါမယ်တင်ကို5ပေါင်းပါမယ်နော်ဆိုလို့ဒီ36ကိုနော်36ကို5ပေါင်းမယ်ပြီးရင်4နဲ့စားပါမယ်နော်30တော့မှ2 5ရမယ်နော်30တော့မှ2 5ရမယ်နော်ဒါဆိုရှိရင်ဆရာတို့ဒီမှာကြည့်30တော့မှ5 30တော့မှ2 5ရမယ်ဒီ30တော့မှ2 5ကိုဆရာ6စာ0.5ထပ်ပါမယ်0.5ဘာရမလဲဆိုရင်30တော့မှ9ရမယ်ဒီနော်30တော့မှ9ရမယ်အဲ့ဆိုလို့ရှိရင်ဆရာတို့လေဒါ30တော့မှ9ကိုချိန်ခံပြီးတော့ဆရာဆွဲပြမယ်နော်အဲ့ဆိုလို့ရှိရင်ဆရာတို့စောက်ဆွဲလို့ရှိရင်ဆရာတို့ဒီဘေးကိုဒီလိုမင်းတစ်ချောင်းဆွဲလိုက်မယ်နော်တက်လက်မမြင်းချောင်းဆွဲလိုက်မယ်နောက်ပြီးရှိရင်အပေါ်အကြောင်းရှိဘေးကိုဆွဲတာတက်လက်မပါနော်တက်လက်မမြင်းပါအပေါ်အကြောင်းရှိဆိုလို့လေတက်ခွဲမြင်းတစ်ချောင်းဆွဲချလိုက်မယ်တက်ခွဲမြင်းချောင်းဆွဲချလိုက်မယ်နော်ဒီဘာလို့မဆိုဒါလေးကိုပိတ်လိုက်ပါမယ်တက်ခွဲနော် 1.5 ပါနော်တက်ခွဲမြင်းပိတ်လိုက်ပါမယ်တက်ခွင့်ပြပိတ်ပြီးလို့ရှိရင်ဆောင်းနာကဆရာသူ့ကိုရဲ့အရှိကိုကြိုက်မယ်16နော်အရှိက16ဆိုလို့ရှိရင်သူ့ကိုဘာလို့မဆိုရင်တက်ခွဲပေါင်းပါမယ် 1.5 တက်ခွဲပါဆိုရင်ချုပ်စာရခောက်စာရပြောတာနော်ချုပ်စာရခောက်စာရပါနော်အဲဆိုရှိဆရာတို့16ဆိုလို့ရှိရင်ဘယ်လောက်ပြည့်မယ်တက်ခွဲဆိုရင်ဆက်ခေါ်ခွဲဖြစ်သွားမယ်နော်အဲဆိုရှင်ဆရာဒီကနေပြီးတော့ဆက်ခေါ်ခွဲဆွဲပါမယ်ဟုတ်ဒါဆက်ခေါ်နော်ဆက်ခေါ်ခွဲပါဟိုတူပြတာဘောင်းပဲနည်းနည်းတိုးရနော်ဆရာနည်းလေးပဲမသိတာလေးရှည်ထားပြီနော်ဒါလေးကိုပေါင်းခတ်မယ်ပေါင်းခတ်တော့ဆောနာဘယ်လောက်လဲဆိုဆောနာက10.75ရတာနော်10ခွဲရတာ10တော့မှခေါင်းလား10တော့မှခေါင်းလားဆွဲပါမယ်10တော့မှခေါင်းလားနော်ဒါလေးဘာလို့မဆိုဆရာနေတော့ပေါင်းခတ်လိုက်မှာဖြစ်ပါတယ်ခက်လိုက်နော်ဒီလိုပေါင်းခက်လိုက်နော်အဲ့ဒီပေါင်းခက်ပြီးလို့ရှိရင်သူ့ရဲ့အလဲကိုဆရာတို့တောက်ဝက်ပြီးတော့ဆရာတို့လေနင်းကြောင်အလဲနင်းကြောင်ဆွဲချလိုက်တော့မယ်13မှတ်ဆိုလို့ရှိရင်တစ်ဆက်ဆိုရင်3မှတ်ဆိုရင်နည်းလေးပေါ့နော်ဆက်ဆိုရင်3မှတ်လဲနင်းကြောင်ဆွဲချလိုက်ပါမယ်နော်ဆရာကဒီပေါင်းရဲ့အနောက်ကိုဆရာတေးကြိုးထဲမှာနော်တေးကြိုးထဲမှာဖြစ်တဲ့အတွက်ကြောင့်ဒီခါကိုအရင်တိကျရေးယူစရာမလိုဘူးဒီခါလေးကိုဒီတိုင်းပဲမှတ်ထားပါနော်အဲဆိုရှင်ဆရာဒီလိုဆွဲလိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့တိမ်မြင့်ကိုကြည့်ပါမယ်တိမ်မြင့်ကိုကြည့်ဟာတိမ်မြင့်ကဘယ်လောက်လဲ8နော်တိမ်မြင့်က8ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာဒီကောင်ကိုဘာလို့မလဲ8ကိုဒီလိုလေး8ဆွဲလိုက်ဟုတ်တယ်အောက်ကို8လက်ပါနင်းပိတ်လိုက်ပါ8လက်ပါနော်8ဖြစ်သွားတော့နင်းပိတ်လိုက်ပါမယ်နောက်တစ်ခုကကြောက်ရှိဆရာတို့လေခွားကြောက်ဆွဲပါမယ်သူက ready made ဘောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့လေခွားကြောက် ready made ဘောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ခွားကြောက်ကိုဆရာ30 small size ကို30ယူမယ်နော်ဟိုက medium size ကို12ယူပါမယ်နော် large size ကို14ယူပါမယ် large size ကို14ယူပါမယ်ဟို XL size ကို16ယူပါမယ်နော်အဲ့လိုကြီးနော်အဲ့ဆိုရှင်ဆရာဘာလဲဆိုဆရာက medium size ဖြစ်တဲ့ကြောင့်မလို့ဆရာတင်နေတဲ့ size ကတော့ medium size ပါနော်medium size ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာဘာလဲမဆိုသူ့ကို12ယူပါမယ်အဲ့ဆိုရှင်အပေါ်ကနေပြီးတော့ဒီကနေပြီးတော့အောက်ကို12တိုင်းပါမယ်ယူနေ12တိုင်းနော်ဒါဘယ်လောက်လဲဆို12ပါဒါက8နော်12တိုင်းပါမယ်သူ့ကို12တိုင်းကနေရလေးဒီလိုဆွဲလိုက်ပါမယ်နော်ဒီကောင်ကိုဆရာဘာလို့မဆိုခွားထုတ်ပါမယ်ခွားထုတ်ကဘယ်လောက်လဲဆိုရင်ရှေ့ချမ်းကိုဆရာတို့အနည်းမှထုတ်မယ်နောက်ချမ်းကိုဒီလေးမှထုတ်မယ်နော်2အဲ့လိုနော်ဒါက F ဒါက P အဲ့ထုတ်လိုက်ပြီအဲ့ထုတ်ပြီးလို့ရှိရင်ဆောင်းနာကဆရာဒီမှာတင်မြင့်ရှိမှလေး
ဒီမြင်းနေတယ်အတွင်းကိုဘာလို့ဆို0.5ဝင်တယ်နော်ဝင်ထားတဲ့မြင်းတိုင်းအပေါ်ထိကို0.5ဆွဲလိုက်0.5နော်ဝင်လိုက်ပြီနော်0.5ဒီ0.5နဲ့ဆက်ဒီမြင်းနဲ့ကိုဘာလို့မလဲပေးခွေးနဲ့ဆက်လိုက်ပါမယ်အဲ့တော့နောက်ပြီးလို့ရှိရင်ဆက်လို့ဒီရှေ့ကိုလည်းဒါဆက်ပါလို့မရှိဘူးဆက်လို့တလက်မဝင်လာနော်ဝင်ပြီးလို့ရှိရင်တလက်မနဲ့ဆက်ဒီအင်းမျက်စုံနေအောင်ဒီလိုလေးဆက်လိုက်ပါမယ်နော်ဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ပါပြီဟုတ်ကဲ့ပါပြီဒါအပြာအခုဆွဲကြတဲ့ဟာရှေ့ချံပြီးကြဆက်ကြနေပြီပါနော်ပြီးရင်သူ့ရဲ့အောက်ကခောက်စာကဆက်တလက်မနေပါမယ်ဆောက်တယ်မနော်ဒါတလက်မပါတလက်မကပါလေဆိုဒါခောက်စာပြပါနော်ခောက်စာပြပါနော်အဲဆိုရှင်ဆက်လို့ဒီအတွင်းဘက်ကိုလည်းပဲပါလို့ဆိုတလက်မယူလိုက်မယ်လူလေးစားလိုက်နော်ဒီတင်မျက်စုံနေရာနေပြီးတော့အောက်ကိုတလက်မချနော်အဲ့လိုလေးဆွဲလိုက်ပါမယ်နော်အဲ့ဆိုရှင်သူ့ရဲ့ခြေဝါးကိုကြည့်ပါမယ်ခြေဝါးကဘယ်လောက်လဲခြေဝါးက20ယူထားတယ်နော်20ယူထားတဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီမှာကြည့်20ကိုဘယ်လောက်လဲခြေဝါးကို20အစားတူနော်ကြာဘာဖြစ်ဒါမှမျိုးထောက်ကြည့်20အစားတူဆိုတော့20ကိုနည်းနဲ့စားတော့ရမှာဆိုရှင်17ရမယ်17ရမယ်နော်17ကိုဆရာကဘာလဲ17ကိုအနှုတ်တက်နှုတ်မယ်ဒါဘာလဲဆိုဒါက F အတွက်17ကိုတက်နှုတ်မယ် F တက်ဘယ်လောက်ကြာမလဲ30ကြာမယ်30ကြာမယ်30ကြာမယ်နော်အဲ့ဒီ30ကိုဆရာအရှိချံကိုဒီမင်းကနေပြီးတော့ဟိုဘက်ကို30ဆွဲလိုက်ဆက်ပါဒီကြမှာဒီမင်းနဲ့ဒီမင်းကိုဆက်လိုက်ဒီနော်ဆက်ဆွဲလိုက်ပြီနော်အဲ့ဆိုရှင်ဆရာတို့ဒီမှာကြောက်ရှင်ဆရာတို့လူချင်းနဲ့ဟိုဟာလေးဖြစ်သွားပြီအရှိချံလေးရောက်သွားပြီနော်အရှိချံရောက်သွားပြီနောက်ရှင်နောက်ချမ်းကိုကြောက်ရှင်ဒီကနေပြီးတော့ဒီကောက်အောင်ဒီနေရာကြတယ်မှာဒီနေရာနေပြီးတော့0.5လောက်ဆက်0.5ထွက်အဆောင်လေးနော်နောက်ချောင်းကြောက်ရှင်ဘေးကိုနလက်မထွက်ဟိုဘက်ကနလက်မထွက်လာတဲ့ဟာနဲ့ဒါလေးနှစ်ခုကိုဆရာသူဆက်လိုက်နော်ပြီးရင်အပြင်ကိုဒီနည်းနည်းလေးကားလိုက်ကားပါလေဒါပြီးဖြစ်ပါရဲ့နော်ဒီဖြစ်ပါတယ်အဲဆိုရှင်ဆက်စုဖြစ်သွားလို့ရှိရင်နော်ဒီကနေဘေးကိုဆရာပါလို့မဆိုသူ့ကိုတလက်မထွက်လိုက်အရှိချမ်းမြင်းကနေအပြင်ဘက်ကိုတလက်မထွက်လိုက်တလက်မထွက်လိုက်နော်တလက်မထွက်လိုက်ပြီနော်ပြီးလို့ရှိရင်ဒီမြင်းမော်ကနေပြီးတော့ပြင်ဘက်ကိုလည်းတလက်မထွက်လိုက်တလက်မနော်အဲ့ဒီမြင်းနဲ့ကိုယူလေးအရှိဆွဲနေတယ်အပေါ်ဟိုပေါ်လေးဆွဲမယ်နော်ပေါ်လေးဆွဲမယ်နော်ပေါ်ကပါဆို1.5ရှိတယ်နော်အဲ့ဒီမြင်းဘာလို့မဖြစ်ဘူးပြင်နေဒီဆက်လာနော်ဒီပါနော်အဲ့လိုရှိဒါဆရာတို့လိုချင်တဲ့အားလေးဟိုရှေ့ချမ်းပြီးနော်နောက်ချမ်းပါဒါနောက်ချမ်းပါနောက်ချမ်းကြောင့်ရှိရင်ဒီနေရာကိုဆရာဘာလို့မဒီနေရာကိုဒီလိုလေးနောက်ချမ်းရဒီနေရာနော်ဒီတော့အပြင်ဘယ်လောက်လဲဆရာတက်လက်မထွက်တာရှိတယ်မှာတက်လက်မထွက်တာရှိတယ်ဒီတက်လက်မထွက်ထားတဲ့နေရာနဲ့စောစောကဒီထောက်လေးဘာလို့ဒီလိုဆက်ပြလိုက်ရပါမယ်ဒီဆက်ပြလိုက်ပါနော်သူကအနောက်မှာတေးကျိုးထဲမှာဖြစ်တဲ့အတွက်ကြောင့်မို့ဆရာဒီကောက်ကိုဒီတိုင်းမထားမှာနော်ဒီကောက်ကိုဆက်ထားတဲ့ဟာကိုဆွမ်းမကဒီတက်လက်မနဲ့ဟိုအဆောင်လေးကိုဆက်လိုက်ပါနော်အဲဆိုရှင်ဆက်လို့လို့ချင်းနဲ့ဘောင်းကြီးရတော့ပြီနော်အဲဆိုနောက်တစ်ခုကဘောင်းကြီး तू ကဘာလို့လာလဲအရှိမတောက်ထိုးထည့်ပြီးတော့ဒီကောက်ကိုဘာလို့မလဲညက်ခွဲချထားတာရှိတော့နော်အဲဆိုဆရာဒီမှာတက်လက်မအောင်ဒီမှာတက်လက်မတောက်ထိုးလိုက်မယ်နော်တောက်ကဘာလို့လဲတောက်ရဲ့အရှိကတောက်ကတက်လက်မတောက်ရဲ့အရှိက3လက်မနော်ဒီလေးတောက်ထိုးရတယ်ဒီတော့နော် तू ကဟိုဘေးလည်းမပါပြီးမှဆရာပေါ်ကနေမှာပါပြီးဟိုခါပြကျိုးလေးလုပ်ပြမနော်အဲဆိုဒါဆရာလုပ်လို့ချင်းနဲ့ ready made ဖြစ်တာဖြစ်ပါနော်အဲလိုဆရာနေညှက်ထုတ်ပြပါမယ်အခုဆိုရင်ဆရာဒီကောင်လေးကိုနော်ဒီကောင်လေးဘာလို့မဆိုကတ်ကြီးနဲ့ကိုက်ထုံးမှာဘာလေးကိုက်ထုံးမယ်ဆိုဆရာနောက်ချမ်းကိုရင်ကိုက်ထုံးမှာနောက်ချမ်းရင်ကိုက်ထုံးမှာနော်နောက်ချမ်းရင်ကိုက်ထုံးမှာဖြစ်ပါတယ်ဒီလိုဆရာပြထားတဲ့ဘာမှမဖြစ်ဆရာဘာမှမဖြစ်နည်းနည်းလေးရှိထားရနော်ဆရာ
အဲ့ဆိုရှင်ဒါဆရာအခုနောက်ချမ်းလေးညှက်ထုတ်လိုက်ပြီးနောက်ချမ်းညှက်ပြီးလို့ရှိရင်သူ့ကိုဘာမှလုပ်ကြမလို့ဆရာယူရှင်းပဲသူ့ကိုဒီမှာနောက်ချမ်းဖြစ်သွားပြီနော်ဒါနောက်ချမ်းလေးပါဒီနောက်ချမ်းကိုဘာလို့မဆိုရင်နောက်ချမ်းကိုဆရာပေးကျိုးထက်မှာနော်ဒါပြီးပါနော်ဒီနောက်ချမ်းလေးကိုထားလိုက်မယ်ထားလည်းထိုးကြမလို့ဘာမှလုပ်ကြမလို့နော်ဒါကိုခဏလေးထားလိုက်ပါမယ်ရှေ့ချမ်းပါဒီရှေ့ချမ်းကိုကြောက်ရှိဆရာတို့ဒီမှာဒီညာလေးကိုလုံးလိုက်ညှက်ထုတ်ပါမယ်နော်ညှက်ထုတ်မယ်နော်ဒါလေးညှက်ထုတ်မယ်အဲ့ဒါနော်ဒါရှေ့ချမ်းဖြစ်ပါတယ်ရှေ့ချမ်းကိုဆရာတို့ဘာလို့သူကရှေ့ချမ်းကိုဒီ6ချောင်းလေးနဲ့သူ့ကိုဘာလုပ်ထားလဲဟိုကလုပ်ထားတယ်သူဒီထောက်ကိုဆရာတို့ဒီထောက်ကိုထိုးလို့လည်းရတယ်ဒီထောက်နော်ထိုးရွေလည်းရတယ်နော်မထက်လည်းရတယ်ဒါနော်အဲ့ဆရာဘယ်လိုလုပ်ပြရမလဲဒီထောက်ကိုဒီတိုင်းပဲထားမယ်နော်ဆရာဘာလို့မဆိုသူ့ကိုအလဲမြင်းတက်ကိုဒီလိုအလဲတက်ကိုဆရာကဘာလို့ရှိရင်ကျွန်တော်ဒါကိုဆရာလည်းတက်ညှက်ချလိုက်ပြီနော်လည်းတက်ညှက်ချလိုက်ပြီနော်ဒီထောက်ကိုထက်လို့လည်းရတယ်မထက်လည်းရတယ်ဒီထောက်ထက်မယ်ဆိုလို့ရှိရင်ဆရာတို့ဒီနေရာကိုဘာလို့မဆိုရင်ဒီနောက်တစ်ခုကိုဒီလိုလေးညှက်ထုတ်မှာဒီလိုညှက်ထုတ်မှာနော်ပြီးမှဒါဘာလို့ဆို6စာကြီးမှာဒါ6စာဝမ်းစီနော်ဒီဘက်ကလည်း6စာဝမ်းစီနော်အဲ့လိုယူပြီးတော့မယ်နော်အဲ့လိုယူပြီးတော့မယ်တကယ်လို့ဒီကောင်ဆရာတို့ဒီတောက်ထိုးမယ်ဆိုရှင်ဆရာအခုမှခောက်လိုက်နော်တိုင်းသွားမှာတကယ်မထိုးလို့ရှိရင်လည်းဆရာသွားမှာသူကဘိုက်ပူတယ်ဆိုလို့ရှိရင်ဒီနေရာလေးထိုးပြရနော်ထိုးပြရနော်โอเคအဲ့ဆိုရှင်ဆရာဒီတိုင်းထားလိုက်မယ်ဒါလို့ဒီဘောင်းမီကိုဆရာတို့နည်းနည်းကတ်ကားလေးလို့ချင်တယ်တိလားအောက်နော်ကားချင်လို့ရှိရင်ဘယ်လိုလုပ်မလဲတိလားဒီနေရာကိုဒီလိုလေးကားလိုက်ငါကြည့်နော်တိလားကားသွားပြီနော်ဒီလိုကားသွားပြီဒီလိုကားလို့ရပြီကားပြီးလို့ရတယ်နော်ဒီတော့ချက်တာဒီကားလို့ရနော်ဒီနေရာလေးကားထုတ်လို့ရပါတယ်အဲ့လိုမျိုးနော်အဲ့ဆိုဆရာတော့ဒီတိုင်းပဲသွားပြီမယ်နော်โอเคအဲ့ဆိုရှင်ဆရာရဲ့ဒီဘောင်းကြီးအရှိချမ်းဒါကတော့ F1 ဒါ F2 ပြီးပါပြီနော်အဲ့ဆိုရှင်ဒီအားကြောင့်ရှင်ဆရာတို့လေးနောက်ထပ်ဖြစ်ပါတယ်နော်အဲ့ဆိုရှင်ဆရာဒီမှာကပတ်ပြားကိုဆရာနော်ကပတ်ပြားဒီမှာကပတ်ပြားရဲ့အရှိကနော်သူ့ရဲ့အရှိကတော့ဆရာတို့တင်ကိုစားလိုက်တင်ကိုလေးနဲ့စားလို့ရတဲ့ဟာတင်ဥမာတင်36ရှိလို့ရှိရင်သူ့ကို36ယူမှာ sorry လေးနဲ့မဟုတ်နဲ့စားတာနော်36ယူမှာဒါဆိုဒါပေမဲ့ဆရာ36ကိုတင်36ရှိတဲ့ဟာကိုဆရာတို့ဘယ်လောက်ပေါင်းမလဲဆို4ပေါင်းလိုက်မယ်သိလား4ပေါင်းလို့လည်းရတယ်တကယ်လို့ဟိုမင်းလောက်3000လို့လည်းပေါင်းလို့ရတယ်သူဘယ်လိုပြောမလဲဆရာတို့ရှင်းနေကြမဟုတ်ဘူးနော်တိုးသွားလို့ရှိရင်အဆင်မပြေဘူးအဲကြောင့်လို့ဆရာအနေနဲ့တော့ဆို40လောက်ယူထားတယ်ဒီကောင်ကိုဆရာ40ယူထားတယ်သူကဘာလို့မလဲသူကခေါင်းညက်ရမှာနော်ဒီနေရာကိုခေါင်းညက်မှာဆရာတို့40ယူပါဟာသူ့ရဲ့အရှိက40ယူထားတယ်ဒါ20ပေါ့နော်ပြောဆိုဒါအရှိကြီးဆိုလို့ရှိရင်40သူ့ရဲ့ပြီးရင်သူ့ရဲ့အနံအကြောက်စီ4လင်းမှယူထားတယ်နော်ဒါခါပြဖြစ်ပါတယ်နော်ခါပြဆရာတို့ချုပ်လို့ရှိရင်သူ့ဘာလို့မလဲသူတို့ခောက်ပြီးတော့ချုပ်မှာသူတို့ခောက်ပြီးချုပ်မှာနော်ဒါသူ့ရဲ့အရှိဖြစ်ပါတယ်နော်ခါပြဖြစ်ပါတယ်ကပတ်ပြဖြစ်ပါတယ်နော်ဒီကပတ်ပြလေးပါနောက်တစ်ခုကဒီကပတ်ပြကိုအဲ့လောက်ယူလိုက်ပြီးနောက်တစ်ခုကကြောက်လို့ရှိရင်ဆရာတို့ဒီကပတ်ပြရှိမှဒီမှာဖဲကျိုးလေးရှိတယ်ဖဲပြကြောင့်ရှိသူ့ရဲ့အရှိက15ယူမယ်အနံကြောက်ဆိုနည်းလက်မှသူ့ဒီလိုခောက်ပြီးတော့ဆရာတို့ဒီမှာခြုံလေးနဲ့ပေါ့မနော်ခြုံလေးလည်းရတယ်ကိုဒီတိုင်းတက်လည်းရတယ်ဟိုဘာလို့မလဲသူ့ကိုချုပ်ပြီးတော့ပြန်လန်ထုတ်မှာသူနော်အဲ့လိုလေးပါဒါကြောက်ဆိုနည်းလက်မှပါနော်နည်းလက်မှပြလေးပါသူကနှစ်ခုလိုပဲနော်သူကဒီကောင်ကနှစ်ခုလိုပါတယ်ဆရာတို့ခါဘေးမှာချီမှာပြီးရင်ဆရာတို့ကကပတ်ကွင်းကဆရာတို့အရှိမှာနှစ်ခုထက်မှာကပတ်ကွင်းရဲ့အရှိက3လက်မှပါအနံက3လက်မှပါကပတ်ကွင်းနှစ်ကွင်းလိုပါတယ်နော်အဲ့ဆိုရှင်ဆရာဒီဘောင်းပြီလို့ဆရာဟိုဘောင်းဒီဘောင်းပြီကတန်လေးလာပြီနော်ဘောင်းရင်ဒါရှေ့ချမ်းပါဒီအောက်ကအနောက်ချမ်းဖြစ်ပါတယ်နော်ပြီးရင်ဒါခါပြကပတ်ကွင်းတစ်ခုပါနောက်ရှင်ဒါကတော့ခါပြလေးဖြစ်ပါတယ်ဒီကောင်ကကြောက်လို့ရှိရင်ဟိုအရှိကဖဲကျူးချီတဲ့ဟာတွေဖြစ်ပါတယ်နော်